为什么毛基亚表面？一拍呢 ？OK， အားလုံးမင်္ဂလာပါ။ဒီနေ့မှာကျွန်တော်အာစစ်လင်းနဲ့တကြောင်ဖြုတ်မှာဖြစ်ပါတယ်ဗောနော်။ဒီကောင်လေးကတော့ကျွန်တော်ဒါကျွန်တော်စီးနဲ့ရောင်းဖို့ဖြစ်ပါတယ်ဗောနော်။ကြိုက်စီရရောင်းမယ်။ဒီကောင်အခုဆိုရင်ကီလိုမှ8000နဲ့73ကီလိုပဲရှိတယ်နော်။8000လေးနည်းနည်းကြော်ရင်လည်းကြော်မှာဗောနော်။8500 7600ပြင်လည်းဖြစ်သွားမှာဗောနော်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ကြားထဲမှာစီးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ညီကိုတို့ကြိုက်စီရရင်ဗောနော်။ကြော်နေပြီ။ဘယ်ရလောဝတ်တန်နေဗျာတလက်ကိုင်နော်တလက်ကိုင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကီလို8000ကျော်တော့3000ပါတယ်နော်အရေးအောင်မစေးရသေးဘူးမနေ့ကယူရတဲ့အတိုင်းလောဝတ်မိုက်အင်ဂျင်ကလောဝတ်တင်းနေရပါနော်ပြောင်းပါမယ်ကျွန်တော်တို့ကာဗွန်လေးပါမယ်ဒီမှာပြီးသွားလို့ရှိရင် YS ကန်စပါလေးပါအောင်မနော် YS ကန်စပါပါမယ်ဇက်ထိပ်ပါအောင်မနော်လောဝတ်နှစ်ပတ်ပြားတယ်လောဝတ်608နော်လောဝတ်မိုက်တယ်ဗျာရှယ်ပဲစိတ်ဝင်စားညီကိုလည်းဆက်တွေ့လာလို့ရတယ်ဗောနော်โอเคဒါကျွန်တော်အခုတကြောင်ဖြုတ်မှာဖြစ်ပါတယ်ဆိုင်ကလေးမစီးရတဲ့ကြာပြီဗောနော်အာစစ်လေးရောဒါတော့အခုအင်ဂျင်လေးပူနေနေပေးထားတာနော်တော့original တာယာနော်ရှင်းတော့ original တာယာယူကီလို8000အမှန်ဗောနော် original တာယာဒါပေမဲ့တာယာတော့တိတ်မကောင်းတော့ဒီမို့ဈေးတက်လို့ရှိရင်တာယာပါတက်လဲပြီမယ်နော်ချေးရ original ချေးတွေပဲနော်โอเคကျွန်တော်တကြောင်တော့ဖြုတ်ရအောင်ဗောနော်ရှယ်ပဲရတာရလောမိုက်ရဗျာတာယာလဲလိုက်ဒီထပ်ပို့ပြီးတော့မိုက်အောင်နော်ရတာလောရှယ်အစစ်လေးဇက်ထိတ်လေးနော်လောဝါရှယ်ပါအစစ်လေးကျွန်တော်ဒီအစစ်ဆိုလို့ရှိရင်600cc တန်းထဲမှာပြင်တပါဘောနော်ကျွန်တော်ဇိတ်ဆရာလေးနဲ့ဆင်မယ်ဆိုလို့ရှိရင်CBR 600ပြီးရင်ဇိတ်ဆရာလေးအစစ်တွေနဲ့ဆင်မယ်ဆိုရင်ဒီကောင်ပြင်တပါပဲဘယ်လောဝါရှယ်လွတ်ထွက်နေမှာအမောလည်းတော့ကြာပြီနော် original ပတ်မှန်လည်းပါတယ်နော်အခုကတော့ဖြစ်နိုင်ပါတော့ original ပတ်မှန်မဟုတ်တော့မှအလားစင်ပတ်မှန်တွေပါတတ်ထားပါနော်ညီကိုတို့အခုနောက်ပိုင်းပလိတ်ကြီးတော်တော်ကျန်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့နံပါတ်ပြားလည်းခုနကျွန်တော်ဒီကောင်ဆိုရင်ခောက်လို့မရတယ်မဲ့အကောင်းသားပေါ့နော်အဲ့လိုမျိုးလောက်ထားတာပိုပြီးတက်တာတယ်ပေါ့နော်နံပါတ်ပြားပါတယ်မှန်ပါတယ်ဆိုရင်တို့အလောက်ထိတိတ်ပြီးတော့စစ်မှာမဟုတ်တိတ်ပြီးတော့မစစ်ဘူးပေါ့နော်မှားရင်မပါဘူးနံပါတ်ပြားမပါဘူးဆိုရင်တော့သိကြတယ်တရားရကန်တော့ဒီကောင်ဆိုရင်ကျွန်တော်50အဲ့လိုမျိုးခွဲလို့ရသေးတယ်ရမို့မှန်မပါဘူးနံပါတ်ပြားမပါဘူးဆိုရင်တော့တရားရကန်တော့ပဲဗလိုက်လက်ထဲနော်တဆန်တူလာဝထားတာနော်လမ်းပေါ်မှာအတေးလဲနေဘာဖြစ်လဲဆိုတော့ကျွန်တော်ဝင်းထဲမှာမောင်အကြီးရပြောင်းမြန်一拍呢然后ရတာရမခံစားတော့ကြာရနော်一拍ညံ့နေကောင်း
လိုက်တဲ့အရသာဒီတန်ကြီးနဲ့ဒီလိုဆွဲအားကြီးနဲ့မဆွဲရတော့ကြပြီအရသာတစ်မျိုးစီပေါ့နော်ဆိုင်ကယ်ရတစ်စီးနဲ့စီးအောင်မတူကြအောင်ဗျာကဲဒီပေးလေးရတော့ဖွင့်ထားရတော့2,900,500ပေါ့နော်စိတ်ဝင်စားရင်ညီကိုအစီလာဆက်တွေ့လာပါနော်ဘယ်ရတော့အင်ဂျင်လည်းအမခံပြီးလောကဘာပြောစရာမလိုတာရဲ့လောကပြတ်ပတ်ကျွန်တော်ကားကျန်တော့ဒီလိုမျိုးကလာတော့ဒီလိုမျိုးတောက်ရတယ်ဗောနော်ဟိုကားကြက်တာမဟုတ်ဘူးအဲ့လိုမျိုးအစိပ်ပိုင်းဆောင်းမယ်ဆိုရင်တော့ဟိုတခါဒရာမာကြီးဖြစ်သွားရဲ့နော်โอเคဒီဗီဒီယိုလေးကဒီလောက်ပါပဲ